တတ္တိဆိုတာတဲ့လူတိုင်းလှုပ်ယူလို့မွေးယူလို့ရတယ်။ तू ကတတ္တိကောင်းတယ်ငါမကောင်းမဟုတ်ငါလည်းသူ့လိုကောင်းရင်လှုပ်လို့ရတယ်။အဲ့တတ္တိဆိုတာဘာလဲဆိုရင်တဲ့လူတိုင်းမွေးလာတဲ့အကြောက်တရားပါလာတယ်ကြောက်တဲ့စိတ်ပါလာ။အဲ့ကြောက်တဲ့စိတ်ကိုမာနာပြောဖို့မာနာလှုပ်ဖို့လိုအပ်တဲ့အချိန်မှာဖြစ်လာတဲ့ကြောက်ချင်းဆိုတဲ့အကြောက်စိတ်ကိုဖယ်လိုက်အဲ့ဒါတတ္တိပဲ။ထပ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ပြောဖို့ဆိုဖို့လုပ်ဖို့ကြင်ဖို့ကြောက်လာရင်အဲ့ဒါဘေးဖယ်ပြီးတော့မာနာပြောမယ်မာနာလှုပ်တယ်ဆိုရင်အဲ့ဒါကိုတတ္တိလို့ခေါ်တယ်အဲ့တတ္တိဘယ်ဟာရလဲကျွန်တော်သူများမကြောက်တော့ကိုလည်းမကြောက်ချင်ဘူးမကြောက်ချင်တတ္တိလို့တယ်ဟုတ်ပြီအဲ့တတ္တိကိုဘယ်ရှာရမှာလဲရှားတဲ့နည်းပါပေးတာတတ္တိရတဲ့ထွေထူးသောရှာမနေနဲ့တဲ့တတ္တိဆိုတာသီလကတတ္တိကိုမွေးပြီးသီလရှိရင်တတ္တိရှိတယ်သီလမရှိရင်တတ္တိမရှိဘူး